မိဖုရားကြီးကမင်းသားငယ်လေးအားစိတ်အားမငယ်စီလိုစေသဖြင့်ပုံသားကြီးမှာတားငယ်၏ဖခင်ဖြစ်ကြောင်းပြောပြသည်ကစားပေါ်များကပုတ်ခတ်ပြောဆိုကြမည်ဖြစ်၍မိခင်အားမရမကထပ်မံမေးမြန်းလေသည်ထိုအခါမိခင်ကတားငယ်၏ခမဲတော်သည်မိတ်ချီလာပြည့်ရှင်အရိထဆန္ဒကဖြစ်ပြီးစစ်ပွဲ၌ကြာဆုံးငယ်ကြောင်းပြောပြရလေသည်မင်းသားငယ်16နှစ်အရွယ်ရောက်သောအခါကုံရောင်းကုံဝဲရောက်ခြင်းမှရရှိလာသောဥစ္စာတို့ဖြင့်ခမည်းတော်၏မိထ္ထီလာပြည်ကိုပြန်လည်သိမ်းယူမည်ဟုမိဖုရားကြီးအားလျှောက်တင်ထားသည်မိဖုရားကြီးကမိမိထံတွင်ပါရှိလာသောကြောက်မြတ်ဥစ္စာပစ္စည်းများမှာမိထ္ထီလာပြည်သားမကများစွာသောတိုင်းပြည်များကိုပင်သိမ်းနိုင်သဖြင့်ရှိရင်းဥစ္စာများပင်မိထ္ထီလာပြည်ကိုသိမ်းပိုက်ရန်သမုဒ္ဒရာအတွင်းကုန်သွယ်ခြင်းမပြုရန်တားမြစ်လေသည်တားတော်လေးလိုက်ပါလာမည်တင်မောပင်စီစဉ်မည်ဖြစ်၍မတားမြင်ရန်တောင်းပန်ရှိခိုးပြီး900သောတင်မောသားများနှင့်အတူလိုက်ပါသွားလေသည်ဖယားလောင်းမဟာဇနကလိုက်ပါသည့်တင်မောသည်9ရက်ခန့်အကြာတွင်လေအဟုန်ပြင်းခြင်းဖြင့်တင်မောပြင်ဆက်တို့ကွဲပေါက်၍နေလေသည်မဟာဇနကမင်းသားသည်ယောက်ျားတို့၏အစွမ်းသာလျင်ဘေးလွတ်ကြောင်းဖြစ်၏ဟုနှလုံးဆွဲတော်မူ၍ရွက်ပြားတိုင်းသို့တက်ခါမိထ္ထီလာပြည်ဘက်သို့ခုန်လိုက်သည်ခုံအားကြီးတော်မူသောကြောင့်ငါလိန်တို့ပေါ်ရဘက်ကိုကျော်လွန်၍အတောင်140ခန့်ဝေးကွာသောရေပြင်သို့ကျရောက်လေသည်မင်းသားသည်မလျှော်သောဆွဲဖြင့်9ရက်ပတ်လုံးကူးခတ်ရင်းဥပုသ်ဆောက်တည်လေသည်စတုလောကပါလာနမင်းကြီးလေးပါသည်မိဘကိုယိုသေးစွာလှုပ်ကြွေးသူသူတစ်ပါးအားချစ်ခင်ကျင်နာသူအလူပေးသူသီလဆောက်တည်သူတို့အားမဟာသမုဒ္ဒရာ၌နေ၍သေဆုံးခြင်းမရှိစေရန်မဏိမေခလာနတ်သမီးအားစောင့်ရှောက်ရန်တာဝန်ပေးထားလေသည်မဏိမေခလာနတ်သမီးသည်သမုဒ္ဒရာကိုကြည်ရာသမုဒ္ဒရာအတွင်မလျှော်သောဆွဲဖြင့်ကုခတ်နေသောမဟာဇနကကိုတွေ့မြင်ရလေသည်မဏိမေခလာနတ်သမီးသည်ဖယားလောင်းအနီးသို့ချင်းကပ်မေးမြန်း၍အကြောင်းစုံသိရသောအခါတွင်မင်းသား၏ဆန္ဒအတိုင်းမိထ္ထီလာပြည်သို့ကောင်းကင်ခရီးမှပို့ဆောင်လေသည်